ချိန်တွေကုန်လွန်သွားပြီအောင်ကျော်ဟာအလုတ်မှာကျွမ်းကျင်သူတယောက်ချလာသလိုထိုင်းစကားလည်းကောင်းကောင်းပြောတတ်နေပါပြီသူစုဆောင်းထားတဲ့ပတ်စံတွေနဲ့အိမ်ကိုပြန်ပြုတ်ပြင်ပေးနိုင်ခဲ့သလိုညီမလေးကိုလည်းကြောင်းကောင်းကောင်းထားပေးနိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူဟာအောင်မြင်တဲ့သူတယောက်အနေနဲ့မိဘတွေစီကိုခဏပြန်လဲပတ်ပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုစုံစည်းမှုကိုပြသရင်းတခါကအားငယ်ခဲ့တဲ့အောင်ကျော်ဟာအခုတော့မိသားစုကိုဂုံတက်အောင်လုပ်ပေးနိုင်ခဲ့ပြီဘဝမှာဘလို့ပဲခက်ခဲပါစေအရှုံးမပေးပဲစူးစမ်းရင်တနေ့တော့အောင်မြင်မှာပါကျွန်တော်ရဲ့ဇက်လန်လေးကိုအဆအဆုံးအားပေးခဲ့ကြတဲ့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာနောက်ထပ်ဇက်လန်တစ်တရီကိုကြည့်ဖို့ like and subscribe လုပ်ထားအလုတ်ရှင်ရဲ့စကားရင်ကိုထိတယ်ငါရဲ့စူးစမ်းမှုအရာရောက်တယ်ဒီထပ်ပို့ပြီးငါစူးစမ်းမယ်အမေအတွက်ပတ်စံပို့ရှာမယ်အမေအတွက်ငါစူးစမ်းမယ်အမေအတွက်ငါစူးစမ်းမယ်ငါရဲ့တန်ဖိုးကိုပြရမယ်ဒီဘဝကြီးကနေရုံထွက်ရမယ်